အားလုံးမင်္ဂလာပါကျွန်တော်ကတော့ American နိုင်ငံ Connecticut ပြည်နယ်မှာနေထိုင်တဲ့ license ရ electrician တယောက်ဖြစ်ပါတယ်ဒီ electrician license မှာဆိုရင် journeyman electrician license နဲ့ electrical contractor license ဆိုတဲ့ license မျိုးရှိပါတယ်ကျွန်တော်ကတော့ဒီ contractor unlimited contractor license ကိုင်ထားတဲ့လူတယောက်ပါကျွန်တော်ဒီ electrical ဆောက်လုပ်ရေးပိုင်းမှာ10နှစ်လောက် experience နဲ့လုပ်ခဲ့ပူပါတယ်ပြီးတော့ရှိအထွေထွေပြုပြင်ထိန်းသိမ်းရေးကုမ္ပဏီတစ်ခုမှာ senior technician အနေနဲ့လုပ်ခဲ့ပူပါတယ်အခုလက်ရှိမှာတော့မြန်မာပြည်မှာဆို EPC ပေါ့နော်ဒီမှာကြတော့ substation electrician တယောက်အနေနဲ့လုပ်နေပါတယ်American မှာ electrician တယောက်ဖြစ်ချင်တယ် electrician တယောက်ဖြစ်ဖို့ဘာတွေလိုရလဲဆိုတာသိချင်လို့ရှိရင်ကျွန်တော်နောက်လာမယ့်ဗီဒီယိုမှာ selection ပြသွားမှာဖြစ်ပါတယ်အခုကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်တို့American နိုင်ငံမှာသုံးတဲ့ဘိုးတွေကိုပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ American မှာဆိုရင်ဘိုးတွေက80မှာဆိုရင်ဘိုးတွေက120နဲ့240ကိုသုံးပြပါတယ်ကျွန်တော်နောက်မှာရှိတဲ့ box ကတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတာပါဒီ American မှာရှိတဲ့အိမ်တွေတိုင်းမှာရှိတဲ့ electrical နဲ့ပတ်သက်တဲ့ device တွေကိုကျွန်တော်ကိုယ်တိုင်ဥပမာအနေနဲ့တက်ဆင်ထားတာဖြစ်ပါတယ်အဲ့ဒါတွေကိုတစ်ခုချင်းစီပြန်လည်ရှင်းပြသွားမှာဖြစ်တဲ့အတွက်ကြောင့်နောက်လာမယ့်ဗီဒီယိုမှာလည်းဆက်လက်ပြီးကြည့်ရှုပေးဖို့နဲ့ဒီဗီဒီယိုကိုမျှဝေပေးဖို့မေတ္တာရပ်ခံပါတယ်ဗီဒီယိုခါမှမလုပ်ဘူးတဲ့ခါကြတော့အစင်တော့တိတ်ပြေမှာတော့မဟုတ်ဘူးเนาะဒါပထမဆုံးနေလောက်အချင်းဖြစ်ပါတယ်ရွေးချက်ကတော့တကယ်ကို electrical နဲ့ပတ်သက်ပြီးတော့မသိသေးတဲ့လူတွေအတွက်ရှင်းပြပေးဖို့ဖြစ်ပါတယ်တချို့ကလည်းနည်းနည်းပါးသိတာပါဖြစ်ပါဒါပေမဲ့တိကျမသိဘူးเนาะဒီမှာကြတော့အကုန်လုံးကတိတိကျကျနဲ့သူ့ရဲ့ဥပဒေနဲ့လိုက်နိုင်ပြီးတော့လုပ်ရတဲ့ဟာတွေဖြစ်တဲ့အတွက်ကြောင့်မြန်မာပြည်လာလူအရောက်စီတိုင်းကိုနားလည်လို့မလုပ်ဘဲနဲ့ဒီနိုင်ငံရဲ့ဥပဒေအတိုင်းသူ့ရဲ့တတ်မှတ်တဲ့စီမီစီကံအတိုင်းလုပ်နိုင်ဖို့ရန်အတွက်တစ်ခုချင်းစီကိုကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ်